ဒါကိုယ့်ရဲ့တူရီတော့အချစ်ဆုံးအမမိုးချိုးမီနဲ့မမဒါကျွန်တော်ဆွဲညွှန်ရှင်ဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်မမဟုတ်ပါပြီရှင်တို့လည်းချက်ချင်းဆင်းလာမလို့ပဲတငယ်ချင်းတယောက်နဲ့ဖုန်းပြောတာမဖြတ်တာနဲ့တို့တငယ်ချင်းတယောက်ကလွန်ခဲ့တဲ့3လလောက်ကဈေးတော်တာနဲ့ပထမလက်စွပ်တကုံဝယ်ထားရလေအဲ့ဒီလက်စွပ်ရပြီးကြတဲ့ကားတိုက်တယ်ချော်လဲတယ်အမှုဖြစ်တယ်ဟာပြဿနာပေါင်း16000ဖြစ်တာပစံတွေလည်းတောက်လဲကုန်တာပဲအဲ့ဒါနဲ့အဲ့ဒီလက်စွပ်ကခိုက်တာဖြစ်မယ်လို့သူ့သေချာရှင်းပြပြီးတော့အမြန်ဆုံးပြန်ရအောင်ပြောလိုက်ရတယ်အော်ကော်ဖီတောက်ပါဟုတ်ကဲ့ဆွေးညွတ်လက်လေးတွေကတိတ်လှတာပဲနော်ဒီလောက်လှတဲ့လက်မှာစေတနာပစ္စည်းတစ်ခုခုတော့ရှိဖို့ကောင်းတယ်ဆွေးညွှန်းကအဲ့ဒါမွေးတက်ဘူးမရဲ့ဝယ်လည်းမွေးပြပါဘူးဝယ်ပြလို့ရှိရင်လည်း fancy နဲ့ platinum လောက်ပဲဝယ်ဖြစ်တာပြီးတော့ဒါလေးဝယ်ရပဲကြိုက်တယ်အော်ခုနစကားဆက်ရအောင်မယ်စေတနာဆိုတာသူနဲ့ထိုက်တန်တဲ့သူရှိတယ်မထိုက်တန်တဲ့သူရှိတယ်စေတနာပစ္စည်းဆိုတာသူနဲ့မတန်တဲ့သူစီမှာနေရိုးထုံးစံမရှိဘူးဆွဲညွှန်မှာစေတနာပစ္စည်းတစ်ခုမှမရှိဘူးဆိုတာမထိုက်လို့ပဲမဝယ်ပြစ်သေးတာပါမမမဟုတ်ဘူးစေတနာနဲ့မထိုက်တာစေတနာရှိရစေတနာစူးဆိုတာသိရမလားတန်ရဆိုတာဒီသဘောပဲမမဟာတွေ့ကျင်တယ်ဆိုပြီးခေါ်ခိုင်းလို့ဆွဲညိုအိမ်ကိုခေါ်လာတာနော်မဆိုင်တာရှောက်မပြောနဲ့တော်ကြဟိုကစိတ်ညစ်ပြီးထပြန်တော့အောင်ပဲဟုတ်ပါရဲ့တို့ဆွဲညိုတွေ့ချင်တာတော့အမှန်ပဲပြောစရာလည်းရှိလို့ပြောပါမမတို့ဆွဲညိုကိုတို့မောင်လေးနဲ့သဘောမတူရှင်မဘယ်လိုပြောလိုက်တာလဲအစပြောတော့ကျွန်တော်ချစ်တဲ့မိန်းကလေးမမလိုက်ချစ်နိုင်လေဆိုဟာအေးလေအခုမင်းချစ်တဲ့မိန်းကလေးကိုငါချစ်နိုင်မချစ်နိုင်ကြည့်ချင်လို့ခေါ်ခိုင်းလိုက်တာအခုတွေ့ပြီမကြိုက်ဘူးလုံးဝသဘောမတူနိုင်သဘောမတူလဲနေဗျာကျွန်တော်ကတော့ဆွဲညိုပဲလက်ထလာဆွဲညိုသွားမယ်နေအောင်ကျမမောင်နဲ့သဘောမတူဘူးလို့ပြက်သားညင်းခွင့်ရှိတယ်လို့ကျမလည်းကိုချစ်သူရအောင်ယူပြမယ်လို့စိန်ခေါ်ခွင့်ရှိပါတယ်သဘောမတူပါဘူးလို့ပြောနေအောင်မင်းတော်မျက်နှာပြောင်းပါလားမင်းကရှင်းပဲပြောမယ်တလုံးပိုးမွေးတယ်လို့မွေးထားတဲ့ငါမောင်မင်းလို့ဘာမဟုတ်တဲ့မိန်းမတယောက်တော့မဟုတ်ဘူးမင်းနဲ့ငါမောင်နဲ့မတန်ဘူးနေစမ်းမောင်ကျမမိကောင်းဖခင်သားသမီးပါပြီးတော့ဇာတိတက်ပြားနေရလူလည်းမဟုတ်ဘူးရှင်ကဘာမှမတန်ဘူးပြောရလဲချင်းသက်စီဟာတင်ကြီးရွှေခွက်မှာပဲတည်ရဲဆိုစကားမင်းကြားဘူးမှာမင်းအစင်ကရွှေမဟုတ်ဘူးမမလည်းဗျာဆွဲညိုဘယ်လိုပြောလိုက်တာလဲမင်းပါစပိုက်ထားစမ်းအစင်တမ်းမတူဘူးဆိုတဲ့စကားဟိုးအန်တစ်တုံးကအသိုးကြီးတွေတုံးတဲ့စကားပါခုခေတ်မှာဒါမျိုးတွေမရှိတော့ဘူးကွင်ကောင်းရင်လက်လွတ်မခံမဲနဲ့အမိဖမ်းခြင်းနဲ့စိတ်တက်မျိုးဟာခေတ်တိုင်းမှာရှိနေရပဲဒီမှာမမို့ချုံနေရှင်ပြောတဲ့စကားတွေကကျမရဲ့ခေါင်းထဲခေါစော်ကားလို့ဖြစ်နေပြီနော်ကျမကိုစော်ကားလိုက်နည်းနည်းလေးမှတီးခန့်တဲ့မိန်းမမျိုးမဟုတ်ဘူးဒါချင်းလှန်ချင်းဖြည့်ချင်းနေတဲ့မိန်းမမျိုးငါကလည်းရှင်သူမတနာတတ်တဲ့မိန်းမမျိုးမင်းငေါ့စိတ်မခေါ်နဲ့ဆိုရင်ရှင်မင်းငေါ့စိတ်ခေါ်အကြီးကျယ်နောင်တရသွားလိမ့်မယ်နော်ကျမအမေမွေးကလေးကတခါမှနောင်တမရ
ရှင်းမောင်ရောက်ကြစောင့်ကြည့်လိုက် 这没人，这就。 အေးငါကလည်းနင်တို့နှစ်ယောက်ကိုမရမ်းအောင်ဖြတ်ပြမယ်စောင့်ကြည့်လိုက် 孙女，谁说话的？瓜，孙女。 ဘာမှမပြောနဲ့အစတည်းကသဘောမတူဆိုလဲသဘောမတူလို့ပြောလိုက်ပေါ့ဘသူကခင်းဆိုင်မှာမလို့လဲအခုဟာအဲ့လိုခေါ်ပြီးတက်တက်နဲ့တောက်ဖြုတ်တာသုံးမတင်နဲ့ဘူး 孙女，ကိုတောင်းမှမှာလေကွာနေပါအောင်孙女ပဲကိုတောင်းမှမရသေးကွာ孙女တွေ့ကျင်တယ်လို့ပြောတော့ကမမဒီလိုမဟုတ်ဘူးအေးအေးဆေးဆေးပဲ孙女ပုံကမမဒီလိုဆက်ဆံနိုင်မယ်လို့လေကိုလုံးဝမမျှော်လင့်ထားဘူးကွာ ရှင်မပြောတဲ့စကားတွေမှာရှင်နဲ့ကျမနဲ့မတန်ဘူးဆိုတဲ့စကားကိုအနာဆုံးပဲမတန်အောင်ရှင်ကဘာမလို့လဲရွှေထွက်နေလို့လား မဟုတ်ဘူးကွာအဲ့လိုမဟုတ်ဘူးကွာအဲ့လိုအဆင့်တန်းနေကြောင်လုံးဝမဟုတ်ဘူးကွာမမကိုဒီလိုပဲတုံ့နေတုံနေကြ孙女မမတမန်တက်တက်ပြောတာတော်တူဘလောက်ပဲသဘောမတူပြော孙女ပဲကိုချစ်တယ်孙女ပဲကိုလက်ထက်မှာ ကျမလည်းမခံချင်စိတ်နဲ့လားစင်ခေါ်ပြစ်ခဲ့တာဒီအတိုင်းဆိုရင်တော့ရှင်ကိုလက်ထပ်ဖို့တေချပြန်စဉ်းစားရမှာပဲ ဘာလို့လဲ孙女 ရှင်နဲ့လက်တွဲဖို့ပေါ့ဒီလောက်ထိမောက်မာတဲ့ရှင်မောင်တီးခံပြီးဘလောက်တိုက်ပွဲဝင်နိုင်မလဲဆိုတာစဉ်းစားဖို့အချိန်တစ်လောက်ယူရမယ်ဒီနေ့ကစပြီးတလားတိတိရှင်ကျမမဆက်သွယ်ပါနဲ့ ဟာအတိတ်ပဲမရှိရကွာဒီတလားလုံးကိုကဆွဲညုံမတွေ့ပဲဘယ်လိုလုပ်ပြီးနေနိုင်မှာလဲ မနေနိုင်နဲ့လဲနေလိုက်ပေါ့ကျမကတော့ပြောပြီးသားစကားကိုမပြင်းဘူးရှင်ကျမအကြောင်းသိတယ်နော်မနှက်ဖြန်အစပြီးအဲ့လည်းမလာနဲ့ရုံးလည်းမလာနဲ့တလားပြည့်ရဲ့နေ့ကြရှင်ဖုန်းဆက်လိုက် မဟုတ်ဘူးလေကွာဆွဲညုံနော် မမလောက်ကသိဆိုင်နေဗျာ ငါရိုင်းတာမဟုတ်ဘူးကိုစင့်ကိုတီးဖို့ပြောတာ သွားသားပါဗျာကောင်းပြီကောင်းရင်နဲ့ဆွဲညုံအိမ်လေးခေါ်ပြီးစော်ကားတာအဲ့ဒါရိုင်းတာမဟုတ်လို့ပါလေအခုဆွဲညုံရမ်းစိတ်ဆူသွားပြီ အဲ့ငါကဘာလုပ်ရမှာလဲဒီမှာတက်တန်ငါစွဲညွှတ်ရှင်ကိုခေါ်မတွေ့ခင်ကလေးอ่ะသူနဲ့ပတ်သက်တာမှန်တယ်ငါအကုန်စုံစမ်းထားပြီးသားတခုမှငါစိတ်နဲ့မတွေ့ဘူး နေစမ်းပါ तू ကဘာဖြစ်နေလို့လဲ နံပါတ်1ငါလိုချင်တဲ့အဆင့်တန်းတည်းမဟုတ်ဘူးနှစ်မာနကြီးလို့နဲ့ဘဝင်မြင့်လို့နဲ့သုံးအချက်ကမင်းကိုအရန်လွှမ်းမိုးလို့နဲ့အဲ့ဒီအချက်ကိုငါသဘောမကျဆုံးပဲ အခုပြောနေတယ်အကုန်လုံးတစ်ခုမှရေးမပါဘူးတခါတည်းရှင်းအောင်ပြောထားမယ်ကျွန်တော်ဆွဲညုံပဲချစ်တယ်သူ့ပဲလက်ထပ်ပါ မင်းလောက်ရင်လောက်ကြည့်လေငါလက်ပိုက်ကြည့်နေမယ်လို့မင်းထင်လားဒီမှာတက်တက်မင်းကိုတက်တက်လုံးပြူစုပြိုးထောင်လာခဲ့တာအဲ့လိုဘာမဟုတ်တဲ့ကောင်မတော့မဟုတ်ဘူးမင်းနဲ့တန်တဲ့မိန်းမငါကိုယ်တိုင်ရှာပြီးပေးစားမယ် ရှင်ကိုလွမ်းတဲ့တံကိုကျမမခံစားနိုင်ဘူးဆိုရင်တော့ကျမအချစ်အကြည့်ကြုံဖြစ်ပြီပေါ့လွမ်းလောက်စရာမရှိဘူးဆိုရင်တော့တတ်စာကိုပါကဲပွဲစား နှစ်ဆိုင်တဲ့အချိန်နဲ့ဘယ်လိုလဲ ကောင်းပါတယ်ဒါမဲ့ဘီလ်ဘုတ်တွေထပ်ထောင်ချင်သေးလို့ အားလုံးကငါတင်တန်းက selection တွေပဲလေစိတ်ကြရွေး အေးပါ तू ကဘာတူလဲ ဒီလိုပဲဖြစ်ရမယ်လေသူ့ကိုတွေ့ရလူတိုင်းစိတ်ဝင်စားကြတယ်ငါသူ့ကိုကြည့်နေတာသူ့ညံလုံးတအားညိုအားကောင်းတယ်သူ့ကိုကြည့်ကိုတောင်းတလူရဲ့မခံနိုင်ဘူးသူ့နာမည်ကလင်းလူလေးနဲ့ तू ကရှိုးပွဲပဲနှစ်ပွဲလျှောက်ပြီးပြီလေ သူ့မှာတင်းနဲ့စားတက်တာတက်လက်ရန်ကောင်းတယ်ချက်နိုင်ကြီးအများကြီးရှိတယ်ငါသူ့ကိုဘာမှပွဲမထုတ်ရသေးဘူးပွဲကြီးတစ်ခုရမှသူ့ကိုငါဝင်ပြန်ခိုင်းမယ်ဆိုတော့တခွက်ချန်ထားဟုတ်နော်
ညိုတငယ်ချင်းချင်းလို့ချပြလိုက်တာဟဲ့ဘလို့လဲနေသူ့သဘောကျရမလား အေးငါသူနဲ့စကားပြောကြည့်ချင်တယ် ခုဝေလာတယောက်ကျလမ်းနေဟာအေးတတိလဲထောင်းယောက်ျားတွေကအဲ့လောက်စမကြကြီးဖြောက်နေတယ်လို့ရှင်လေဂိမ်းဖြစ်နေတတ်တယ်နော် ရှင်15မိနစ်နောက်ကြာတယ်နော်ထိုင်လေတခုမှလေဘာတော့ နို့ ရှင်နောက်တာလား မနောက်ဘူးခင်ဗျာကျွန်တော်တကယ်ပြောတာကျွန်တော်ကကော်ဖီတွေပါတယ်မကြိုက်ဘူးနွားနို့ပဲကြိုက်တယ်ညီလေးနွားနို့ပြည့်ပြည့်လေးတစ်ခွက်ကျွန်တော်ကတော့နို့မှနို့ပဲဗျနွားနို့ကအားရှိတယ်အသားရည်လှတယ် ရှင်နို့တရားဟောဖို့ခေါ်တာမဟုတ်ဘူးဘာလဲဘာကြည့်ရလဲ ဘာပြောမလဲလို့စောင့်နေတာ ဟုတ်တယ်ရှင်အလုပ်ကိစ္စပြောမလို့